1959 ခုနှစ်စက်တင်ဘာလ14ရက်နေ့မှာဆိုဗီယက်တို့ရဲ့လူနာတို့အာကာသယာဉ်ဟာလမျက်နှာပြင်ပေါ်ကိုပထမဆုံးချိန်စတင်ခြေချနိုင်ခဲ့ပါတယ်။အမေရိကန်တို့ထက်အစောကြီးလက်ဦးမှုယူနိုင်ခဲ့တဲ့ဒီခီးစဉ်ဟာအာကာသပြိုင်ပွဲ Space Race မှာဆိုဗီယက်ယူနီယံကိုကမ္ဘာထိပ်တန်းအဆင့်ရောက်ရှိစေခဲ့တာဖြစ်ပါတယ်။လူနာတို့ဟာဘလုံးပုံသဏ္ဍာန်ရှိပြီးအလေးချိန်390ကီလိုဂရမ်လောက်ရှိပါတယ်။သူဟာလပေါ်ကိုဆင်းသက်တာမဟုတ်ဘဲတနာရီမိုင်9000ကျော်နှုန်းနဲ့ဓာတ်ရိုက်ဝင်တိုက်ခဲ့တာပါ။ဒီရင်ဟာလပေါ်ကိုဝင်မတိုက်ခင်မိနစ်ပိုင်းအထိအရေးကြီးတဲ့သိပ္ပံချက်လက်တွေကိုကမ္ဘာစီပြန်လည်ပေးပို့နိုင်ခဲ့ပါတယ်။လူနာတို့ရဲ့တိုင်းတဲ့ချက်တွေရလာမင်းကြီးမှာတိတာထင်ကြတဲ့တန်လိုက်ဆက်ကွဲ magnetic field မရှိဘူးဆိုတာကိုလူသားတွေပထမဆုံးချိန်အတည်ပြုနိုင်ခဲ့တာပါ။ဒါ့အပြင်ကမ္ဘာလေထုအပြင်ဘက်ကဗန်အယ်လန်ဂျောင်ဂျီဖြာထွက်မှုကပတ်ကွင်းတွေအကြောင်းကိုလည်းအဖို့တန်တဲ့ချက်လက်တွေစုဆောင်းပေးနိုင်ခဲ့ပါတယ်။ဆိုဗီယက်တို့ဟာလပေါ်မှာသူတို့ရောက်ခဲ့တဲ့အမှတ်အသားဖြစ်ဆိုဗီယက် finance လို့ခေါ်တဲ့နိုင်ငံတစ်စိတ်ပါတဲ့တံမဏိဘောလုံးလေးတွေကိုလည်းရင်းနဲ့တူထည့်သွင်းပေးလိုက်ပါတယ်။လူနာတို့ဟာလရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့ Mare Imbrium မိုးဆက်ပင်လယ်အနီးကိုအောင်မြင်စွာဝင်တိုက်နိုင်ခဲ့ပြီးလူသားတို့ရဲ့ပထမဆုံးခြေရာကိုခြံထားခဲ့တာပါ။ဒီအောင်မြင်မှုဟာတကမ္ဘာလုံးကိုတုံ့လို့သွားစေခဲ့ပြီးလူသားတွေအနေနဲ့တခြားကမ္ဘာတစ်ခုစီကိုပစ္စည်းတွေပို့ဆောင်နိုင်ပြီဆိုတာကိုလက်တွေ့ပြသနိုင်ခဲ့တာဖြစ်ပါတယ်။လူနာတို့ဟာနောက်ပိုင်းမှာဖြစ်လာမယ့်လကမ္ဘာစင်းသက်ရေးခီးစဉ်အားလုံးအတွက်လမ်းဖွင့်ပေးခဲ့တဲ့ရှေ့ဆောင်လမ်းပြအာကာသယာဉ်ကြီးပဲဖြစ်ပါတယ်